မင်္ဂလာပါဒီမနက်ရှင်ပြန်ကျင်းပသွားတဲ့ UFC Fight Night ပွဲစဉ်ရဲ့ပွဲကောင်းတချို့အကြောင်းကိုဒီဗီဒီယိုမှာသုံးသပ်ပြသွားမှာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဒီ UFC Fight Night ရဲ့ခေါင်းပွဲက Manekaf နဲ့ KOG Horiguchi တို့ရှင်ပြန်ထိုးသက်ခဲ့ကြတာပါအဲ့ဒီပွဲစဉ်ကအနိုင်ရတဲ့ fighter က Joshua Van နဲ့တွေ့နိုင်လို့အဲ့ဒီပွဲစဉ်ကိုစောင့်ကြည့်ရမယ်ဆိုပြီးတော့ရှေ့ကဗီဒီယိုမှာကျွန်တော်ပြောထားခဲ့ပြီးသားဖြစ်ပါတယ်ဒီခေါက်ပွဲမှာပွဲရလက်အဖြေသီးတွေထွက်ခဲ့လို့ဒီ fight card မှာလည်းပဲ fighter တွေရဲ့ performance အချို့ကိုကျွန်တော်တို့မြင်ခဲ့ကြရတာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအကြောင်းကနေစကြရအောင်ပါမိုက်ကယ်ဆွဲအကြောင်းကိုပြောကြရအောင်ပါဂျော်ဂျဘန်ရဲ့ဘော်လာဖြစ်တဲ့မိုက်ကယ်ဆွဲက featherweight 145ပေါင်တန်းမှာရှင်ပြိုင်ထိုးသက်ခဲ့တာဖြစ်ပါတယ်သူရဲ့ပထမဆုံး debut မှာအလဲတုံးနဲ့အနိုင်ရခဲ့လို့မိုက်ကယ်ဆွဲက UFC မှာအလားအလာရှိနေတဲ့ fighter ဆိုပြီးတော့ရှေ့မှာတောက်လျှောက်ဆိုလို့ခံမှန်းခဲ့ကြတယ်ဒီခေါက်ပွဲမှာလည်းတကယ်ကောင်းတဲ့ performance တွေကိုအစွမ်းအစတွေကိုအကုန်လုံးချပြနိုင်ခဲ့တယ်တကယ်ကြည့်လို့ကောင်းခဲ့တဲ့ early prelim ခေါင်းစဉ်ကပွဲတွေထဲမှာကြည့်လို့အကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့တယ်fighter နေရာလုံးက striker မှာပဲအားပြုပြီးဆော့ခဲ့ကြတာဖြစ်လို့ပွဲတွဲမှာလည်းတကယ်မြိုင်ဆိုင်တဲ့ပွဲတစ်ခုကိုကြည့်ခဲ့ကြရတာပါဒါပေမဲ့အားလုံးသိတဲ့အတိုင်းဒီပြိုင်ဘက်ရဲ့လက်ခစ်တွေကပို့ပြီးတော့ထိရောက်တယ်ပို့ပြီးတော့ damage များတယ်အဲ့တော့ diamond ပေးမှာပဲမိုက်ကယ်ဆွဲတယောက်ပထမရှုံးပွဲကြုံသွားတယ်ပေါ့ဒါပေမဲ့ Joshua Van ရဲ့ border တွေကဒီ UFC မှာဇက်တိုက်ဆိုသလိုတယောက်ပြီးတယောက်ဒီ4 ounce club ကဂျင် fighter တွေဇက်တိုက်ဆိုလို့ UFC တွေဝင်လာနေတယ်ဒါပေမဲ့ရတဲ့ပိုင်းဆိုင်ရာတည်ငြိမ်မှုတော့မရကြသေးဘူးရှေ့မှာလည်းပဲ Joshua Van ရဲ့ border ဒါကိုတာဟုတ်ကရှုံးပွဲကြုံထားတယ်အဲ့တော့4 ounce club တွေတော့တိတ်ပြီးတော့ဖွန်ပွဲတွေကအရင်ကြီးမကောင်းသေးဘူးလို့ပဲဆိုရမှာပါဒါပေမဲ့ဒီပွဲစဉ်ကို Joshua Van ကိုယ်တိုင်ကလည်းလာရောက်ပြီးတော့အားပေးခဲ့တယ်သူ့ border ကိုအားပေးရင်လာခဲ့တာဒါပေမဲ့သူ့ border ကတော့ရှုံးနေသွားခဲ့တာဖြစ်ပါတယ်နောက်တဲ့အကြောင်းအရာတစ်ခုကိုဆက်ကြရအောင်ပါနောက်တဲ့အကြောင်းအရာတစ်ခုကတော့ဒီပြိုင်ပွဲမှာ Joshua Van ရဲ့ရခိုင်ကပြိုင်ပွဲဟောင်းဖြစ်တဲ့ Kevin Borash တယောက်ပါဝင်လာခဲ့တာအားလုံးဒီဖြစ်မှာပါ Kevin Borash ကဒီပွဲစဉ်မှာမူလကတော့ဒီ125ပေါင် flyweight တန်းမှာပဲရှင်ပြိုင်ထိုးသက်ဖို့စီစဉ်ခဲ့တာဒါပေမဲ့ weight ချိန်တဲ့အနေထားမှာအဆင်မပြေခဲ့ဘူး3ပေါင်လောက်ပိုနေတဲ့အတွက်ဒီပွဲစဉ်က catch weight အဖြစ်ပြောင်းပြီးတော့ထိုးခဲ့ကြတယ်129ပေါင်တန်းမှာထိုးခဲ့ကြတာလို့ပြောပါတယ်အားလုံးဒီအတိုင်းဒီပွဲတွင်းမှာ weight 1အောင်မချိန်နိုင်ခဲ့တဲ့ Kevin Borash တယောက်ဒီပွဲစဉ်အတွက်ရတဲ့ထိုးကြေးရဲ့ 30% ကိုပြိုင်ဘက်ကိုခွဲပေးရပါမယ်အဲ့တော့ထိုးကြေးအပြည့်အဝမရဘူးဆိုပေမဲ့ပွဲထဲမှာတော့တကယ်ကောင်းတဲ့ performance ကိုပြနိုင်ခဲ့သေးတယ်ပထမအချိန်မှာသူ့ရဲ့ပေါက်ကွဲအားပြင်းပြင်းနဲ့အလုံးစုံဖိအားပေးတိုက်စစ်ကတကယ်ထိရောက်ခဲ့လို့ပြောရမှာပါအဲ့တော့ Kevin Borash တယောက်ပြိုင်ပွဲလမ်းကြောင်းပေါ်မှာနိုင်ပွဲပြန်ရလာတာကတော့ဝမ်းသာစရာကောင်းပါတယ် Joshua Van ရဲ့ပြိုင်ဘက်တွေရှေ့ကပွဲမှာလည်းတယောက်နိုင်ခဲ့တယ်ဒီတစ်ခါပွဲမှာလည်း Kevin Borash ထပ်ပြီးတော့အနိုင်ရတယ်Joshua Van နဲ့ရင်ဆိုင်ခဲ့မှုတဲ့ fighter တွေဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာပြည်သက်တွေလည်းသိပြီးတော့မစိမ့်တဲ့ fighter တွေဖြစ်ပါတယ်ပွဲတွင်းမှာတော့ဒီ foul ball တချို့ကျူးလွန်ခဲ့ပြီလို့ low kick ကန်ပြီးလို့ပွဲကိုခဏလောက်ရနာလိုက်ရသေးတယ်ဒါပေမဲ့ပွဲပြတ်တဲ့အဆင့်ကြီးတော့ရောက်မသွားဘူးအခြေအနေပြန်ပြီးတော့ကောင်းလာတယ်ပေါ့ဒါလည်းပြီးတော့ Kevin Borash ဒီပွဲစဉ်မှာအနိုင်ရခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ထိုးတာကတော့129ပေါင် catch weight တန်းမှာထိုးခဲ့ရတာပါနောက်တစ်အကြောင်းအရာတစ်ခုကိုဆက်ကြရအောင်ပါခေါင်းပွဲဖြစ်တဲ့မနာခက်နဲ့ KOG တို့အကြောင်းကိုပြောကြရအောင်ပါဒီပွဲစဉ်က flyweight တန်းမှာပြည်သက်တွေစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့ပွဲစဉ်မှာ Meta Apex ကွန်ကြီးထဲမှာကျင်းပကြလို့ဂျပန်ကပြည်သက်တွေကတော့ဒီပွဲစဉ်ကိုမဖြစ်သင့်ဘူးဆိုပြီးရှေ့မှာဝေဖန်ခဲ့ကြတယ်ဒီပွဲစဉ်ကိုနံပါတ်1 event တစ်ခုခုရဲ့ခိုမိန်းမှာထည့်သင့်တယ်ဆိုပြီးတော့ဂျပန်ပြည်သက်တွေကရှေ့မှာတောက်လျှောက်ထောက်ပြခဲ့ကြတယ်ဘာလို့ဆိုတော့ fighter နေရာလုံးကဒီ Rising ကလာကြတာအဲ့တော့ဂျပန်ပြည်သက်အခိုင်အမာရထားပြီးသားအထူးသဖြင့်တော့ KOG အတွက်ဂျပန်ပြည်သက်တွေအခိုင်အမာရထားပြီးသားပါဂျပန်နိုင်ငံအတွက်လည်းဒါကမျှော်လင့်ချက်ကြီးတစ်ခုပြန်ဖြစ်နေတယ် KOG ကဒီပွဲနိုင်ရင်ကပတ်စိန်ခေါ်ဝင်ရမှာပေါ့ပွဲကလည်းတကယ်အကျိတ်နဲ့ရှိခဲ့တဲ့ပွဲကောင်းတစ်ပွဲတကယ်ကြည့်ကောင်းခဲ့တဲ့ပွဲလို့ပြောရမှာပါဒီပွဲမှာ short out လုပ်ပေးတဲ့နာကတော့မာနယ်ခက်ပါဒါပေမဲ့ KOG ရဲ့ကစားဟန်ကလည်းဒီပွဲစဉ်မှာအံ့ဩစရာကောင်းလွန်းတယ်ပထမ2ချီလုံးလုံးဝအသာစီးဆော့နေတယ်ပထမတစ်ချီမှာဒီ body shot တွေကန်တယ်ဒါအပြင်ဘယ်ဝိုင်းညာဝိုင်းတွေပြန်ပြီးတော့ထိုးနိုင်တယ်အတေရောင်းတစ်ချိန်ရအောင်လုပ်နိုင်တယ်မာနယ်ကက်လို့ခန္ဓာကိုယ်အတေရောင်းရအောင်လုပ်ဖို့ဆိုတာအရင်ကြီးလွယ်တာမဟုတ်ဘူးပထမအချီပြီးတဲ့အထိ KOG တို့ဘက်ကတာနေတယ်အဲ့တော့ KOG ရဲ့နီးပြအဖွဲ့ဝင်တွေကပြောတယ်ဒီလက်ကစ်တွေမသုံးတော့ဘူးပေါ့နော်ဒီ override နဲ့ဘယ်ဝိုင်းညာဝိုင်းထိုးမယ်ပြီးရင်နိုင်တဲ့ချိန်တိတ်တောင်းရအောင်လုပ်မယ်အဲ့ဒီပုံစံမျိုးသွားကျင်ခဲ့တာ KOG ကလည်းနီးပြအဖွဲ့ဝင်တွေရဲ့စကားကိုအပြည့်အဝနားထောင်နိုင်ခဲ့တယ်အသက်30ကျော်40နာကတ်တဲ့ fighter တယောက်နီးပြအဖွဲ့ဝင်တွေ instruction ကိုအတိအကျလိုက်ပြီးတော့ပွဲတွန်းမှာလိုအပ်ချက်မရှိအောင်ကစားနေတာကတော့တကယ်လေးစားစရာကောင်းတယ် KOG ရဲ့ဒီ stamina နဲ့ speed ကဒီပွဲမှာလည်းကြံနေတော့မယ်ကြည့်ရတာတော့ရတာရှိတဲ့ပွဲပါဒုတိယကြီးအစောပိုင်းနေမှာဒီ KOG ကအသာစီးရနေတာဒါပေမဲ့ဘလို့ဖြစ်လာလဲမာနယ်ကက်ရဲ့လက်သီးပါဝါကတကယ်များတယ်တစ်ချက်လောက်ထိရင်ကိုပြိုင်ဘက်ကိုကျသွားနိုင်တယ်ပွဲတစ်ပွဲကိုဆုံးသက်လို့ရတော့တဲ့ပါဝါမျိုးသူ့မှာရှိတယ်ညာဖြောင်းတစ်ချက်နဲ့တင် KOG ကိုလဲသွားအောင်ထိုးနိုင်တယ်အဲ့နောက်မှာလည်းပြိုင်ဘက်ကိုတောက်လျှောက်ဇက်တိုက်ဆိုသလိုအလဲထိုးနိုင်တဲ့အထိပွဲတွင်းမှာဆွမ်းဆောင်ရင်မြင်မာခဲ့တာကိုတွေ့ခဲ့ရတယ်။ဘာ
ပြော KOG ကရှေ့မှာsorry မာနယ်ကရှေ့မှာလည်းပဲ Brandon Rival လို fighter မျိုးကိုအလဲထိုးပြခဲ့ပြီးသားပထမချီမှာတင်လဲထိုးပြခဲ့တာအဲ့တော့မာနယ်ကထပ်ပြီးတော့တက်သေးပြစရာမလိုတော့ဘူးလို့ကျွန်တော်မြင်တယ်မာနယ်ကချန်ပီယံကပဲစိန်ခေါ်ခွင့်ရတဲ့မှာပြီဂျော်ရှော့ဗန်အနေနဲ့မာနယ်ကနဲ့ကစားမယ်ဆိုရင်အဲ့ဒီ power ကိုတော့သတိထားဖို့တော်တော်လေးအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ဒီဂျော်ရှော့ဗန်ရဲ့ကစားဟန်နဲ့ဒီ KOG ရဲ့ကစားဟန်ကအတော်လေးဆင်တူပါတယ် KOG ကပွဲကိုခွာပြီးတော့ကစားတယ်လက်ကစ်တွေသုံးပြီးတော့ပြိုင်ဘက်ကိုဖိအားပေးတယ်ဒါအပြင်ဒီပွဲတွင်းမှာလည်းပဲတိတ်တောင်းနေရအောင်ဒါကြီးကြိုးစားတာမျိုးမတွေ့ရဘူးဂျော်ရှော့ဗန်ကစားတဲ့ကစားဟန်နဲ့အတော်ကြီးဆင်တူတယ်လို့ပြောရမှာပါဒါပေမဲ့ဘာပဲပြောမာနယ်ကရဲ့ပါဝါကပွဲကိုအဆုံးသတ်ဖို့တော့တကယ်လုံလောက်နေခဲ့တာဟုတ်ဒီပွဲစဉ်မှာနေခဲ့ရတာဖြစ်ပါတယ်ဒါပဲပြောဂျော်ရှော့ဗန်ရဲ့နောက်ပြိုင်ဘက်ကလက်ဇနာပန်လူဂျာဖြစ်ပဲပန်လူဂျာနဲ့ပွဲပြီးရင်တော့မာနယ်ကနဲ့ထပ်ပြီးတော့တွေ့ရဖို့ရှိပါတယ်ဘာပဲပြောဂျော်ရှော့ဗန်တို့သတိထားတဲ့ပြိုင်ဘက်လို့ကျွန်တော်ကတော့မြင်မိတယ်နောက်ထပ်ကျွန်တော်တို့ဆက်ကြရအောင်ပါဒီမနေ့မှာပဲ Dricka Duplessis နဲ့ခမာရိုဦးစမန်တို့ရဲ့ပွဲကို UFC ဘက်ကချပြလာခဲ့ပြီဖြစ်ပါတယ်ခမာရိုဦးစမန်ကဝယ်တာဝိတ်မှာဆက်ပြီးတော့နေရာမရတော့တဲ့ပြင်ဒီ weight အခက်ခဲပါရှိတာဖြစ်တဲ့အတွက် middleweight ကိုရွှေ့လာတယ် UFC ဘက်ကသူ့ကိုအခွင့်အရေးပေးလိုက်တဲ့ပုံပဲ Dricka Duplessis ကလက်ရှိ middleweight မှာ ranking နံပါတ်2နေရာဖိုက်တာပါအဲ့တော့ခမာရိုဦးစမန်အနေနဲ့ Duplessis ကိုနိုင်ရအောင်ဆော့နိုင်ခဲ့ရင်နောက်တစ်ပွဲမှာချန်ပီယံကပဲစိန်ခေါ်ခွင့်ရလာနိုင်တဲ့အနေအထားရှိပါတယ်ဒါပဲပြောချန်ပီယံဟောင်းတယောက်ခမာရိုဦးစမန်ကို UFC ဘက်ကတလို့ခွင့်ရေးပေးတယ်ဆိုတာကတော့တကယ်ဖြစ်တဲ့ကိစ္စပါဝယ်တာဝိတ်မှာဆိုရင်ချန်ပီယံကပဲစိန်ခေါ်ခွင့်သားမှာတန်းစီပြီးစောင့်နေကြတဲ့ဖိုက်တာတွေအများကြီးပဲအဲ့တော့သူ့အနေနဲ့ဝယ်တာဝိတ်မှာခပတ်စိန်ခေါ်ခွင့်ရဖို့မလွယ်ပါဘူးဒီလိုဝိတ်တန်းရွှေ့လာတာကသူ့အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာနိုင်တယ်ပြီးတော့ UFC ဘက်ကလည်းသူ့ကိုချန်ပီယံကပဲနားကိုပြန်ရောက်စေချင်တဲ့ပုံပါပဲဒူပလက်စစ်ကိုအနိုင်ရအောင်ဆော့နိုင်ရင်ချန်ပီယံကပဲစိန်ခေါ်ခွင့်တကြောင်ရအောင်ပါဒူပလက်စစ်ကတည့်တဲ့အတိုင်းရှေ့ကဒီခန်းသက်စီမာနဲ့ပွဲမှာဆိုရင်တိတ်ပြီးတော့အခြေအနေမကောင်းဘူးဆိုတာကဒီတပွဲလုံးကိုပြိုင်ဘက်ကလွှမ်းမိုးပြီးတော့ဆော့သွားတယ် ground game မှာပဲတိုင်ပတ်သွားတယ်ပေါ့အဲ့တော့ခမာတို့ပြင်မှာသူ့ရဲ့စွမ်းဆောင်ရည်ကိုဘယ်လောက်ပြန်ပြီးတော့တက်လာအောင်ဆော့နိုင်အောင်မလဲတကယ်စိတ်ဝင်စားကြကောင်းတဲ့အခင်းကျင်းမှာဒီချန်ပီယံကပဲနားကဖိုက်တာတွေနဲ့ချန်ပီယံဟောင်းတွေရဲ့တွေ့ကြမဲ့ပွဲအဲ့တော့ဘာပဲပြောဒီပွဲကတကယ်စိတ်ဝင်စားကြကောင်းတဲ့ပွဲလို့မြင်ပါတယ် UFC ဘက်ကဒီစက်တိုက်ဆိုပွဲကောင်းတွေကိုဆက်ပြီးတော့ကျင်းပနိုင်တာကတော့တကယ်ချီးကျူးလောက်ပါတယ်အဲ့ဆိုတော့ဘယ်လိုမြင်ကြလဲဆွေးနွေးခဲ့ကြပါကျေးဇူးပါ